Hello Hello အေးကြောက်မိတ်တုံးလေငါတို့တငယ်ချင်းတွေဆိုပြီးခီးသွားမလို့နေလိုက်မယ်မလားငါနေမကောင်းဖြစ်နေတယ်မလိုက်တော့ပါဘူးဟာဟောအေးနင်ကလေနေမကောင်းခဏဖြစ်နေတာပဲ view ဆိုင်အောင်နော် 3 weeks later Hello တငယ်ချင်းငါ့ကိုဒီနေ့လဲခွင့်တိုင်ပေးပါအောင်ဟာငါတော့ကိုယ်ဖြစ်နေလို့အေးနင်တကယ်နေမကောင်းတာဟုတ်ရဲ့လားထတော့မထနိုင်အေးပါနင်ကခဏဖြစ်နေလို့အဲ့ဆိုလဲ view ဆိုင်အောင် 3 days later ဒီနေ့တော့နေလို့ထိုင်လို့ကောင်းတော့အပြင်သွားလဲရမယ် A few moments later အဲ့လိုမျိုးနေမကောင်းခဏဖြစ်လို့စိတ်ညစ်နေကြတဲ့သူတွေရှိလား။နှွေမိုးဆောင်300ဒီလုံးကိုပူရတာနဲ့အနာစိမ့်နာပေးရတာနဲ့ကိုရီလက်တွေနာရတာနဲ့တခုမဟုတ်တခုတော့နေမကောင်းဖြစ်လိုက်ရမှာ။ကိုယ့်ကိုဆိုအင်အားလူတွေရောတငယ်ချင်းတွေရပါခြူချလိုက်တာလို့ပြောကြတာပေါ့။တကယ်တော့ဒါခြူချလို့မဟုတ်ပါဘူး။ဘလို့နေထိုင်ရမယ်ဆိုတာကိုသေချာမသိသေးလို့ပါ။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမှာတော့နေမကောင်းမဖြစ်ချင်ဘူးဆိုရင်လုပ်ရမယ့်စောင်းရန်ရှောင်းရန်အချက်လေးတွေကိုပြောပြပေးသွားပါမယ်။ကျွန်တော်တော့ဒေါက်တာဆိုပြပါအထွေထွေရောအကူဆရာဝန်တယောက်ဖြစ်ပြီးတော့ online ပေါ်ကနေလည်းကျန်းမာရေးဘူးတုဒတွေကိုအမြဲတမ်းမျှဝေပေးလျက်ရှိပါတယ်။ဒါဆိုရင်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိဆက်ကြည့်လိုက်အောင်နော်။ဖုန်းသုံးတာရှော့ပါ။သိနေတယ်အခုတော့ဖုန်းသုံးနေလို့ဒီဗီဒီယိုတွေ့တာမလား။ဘာဆိုင်လို့လဲပေါ့။ဖုန်းရန်သုံး social media တွေအရန်ကြည့်မယ်ဆိုရင်လူကစိတ်ဖိစီးမှုတွေများလာတတ်ပါတယ်။စိတ်ဖိစီးတဲ့အခါ cortisol လို့ခေါ်တဲ့ဟော်မုန်းထွက်လာပါတယ်။ cortisol ဟော်မုန်းတွေထွက်တာများရင်ကိုယ်ခံအားကိုကျစေပါတယ်။ဒါကြောင့်ဖုန်းသုံးနေကိုရှော့ပြီးတော့တခြားစိတ်ချမ်းသာစေမယ့်အရာလေးတွေကိုလုပ်ပေးပါ။နှစ် ဗီတာမင် C ဗီတာမင် C ကျွဲဝါတဲ့အစားအစာတွေကိုတော်တော်များများသိမစားပြတတ်ကြပါဘူး။ဗီတာမင် C ကခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။ဒါကြောင့်ဗီတာမင် C ကျွဲဝါတဲ့ချင်မိအရေးရွှမ်းတဲ့အသီးနှံလေးတွေကိုလည်းမကြာခဏစားပေးဖို့လိုအပ်ပါတယ်။၃အချိုများတဲ့အစားအစာတွေ processed foods တွေကိုရှော့စားပါ။အချိုတွေတခြားများတဲ့အစားအစာတွေကိုခဏစားမယ်ဆိုရင်ကိုယ်ခံအားစနစ်ကိုအားနည်းစေနိုင်ပြီးတော့ယောဂပိုးတွေဝင်နိုင်ခြေကိုများစေပါတယ်။ဒါကြောင့်အချိုတွေကိုရှော့စားပါ။အချိုထဲမှာပြားရည်ကတော့ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ဒါကြောင့်ဖြစ်နိုင်ရင်တခြားအစားပေါ့နော်။ပြားရည်သုံးလို့ရတဲ့နေရာလေးတွေမှာသုံးပေးပါ။ဒါပေမဲ့တန်ဆေးလုံပေးပေါ့။၄အားစေးနေမကောင်းမဖြစ်အောင်ဘာအားစေးမှီဝဲပါလို့ပြောလိုက်မယ်လို့ထင်နေတယ်မလားမဟုတ်ပါဘူးအားစေးတွေကိုအရန်အားမကိုးနဲ့လို့ပြောချင်တာပါ supplements တွေဆိုတာကသူ့နာမည်အတိုင်းပဲပေါ့နော်ဖြည့်ဆွတ်စာတက်ပါပဲအားစေးကြီးပဲတောက်နေလို့နေမကောင်းဖြစ်တာကိုကာကွယ်မပေးနိုင်ပါဘူးဒါကြောင့်အစားအသောက်ကိုပဲအာဟာရပြည့်အောင်အဓိကစားပါစားပြီးမှအားစေးတောက်ရှင်နေဆိုရင်ကိုယ်နဲ့တင့်တော်မဲ့အားစေးကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှတောက်ပါငါရေများတောက်ပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကရေထဲပြည့်ဝနေမှာအလုတ်ကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။ကိုယ်ခံအားစနစ်အပါအဝင်ပေါ့။ဒါကြောင့်တစ်နေ့ကိုရေ2လီတာဖန်ခွက်နဲ့ဆိုရင်ရေဖန်ခွက်8ခွက်ပြည့်အောင်တော့တောက်ပေးပါ။အထူးသဖြင့်ဒီစောင်းရသည်လို့အေးနေတဲ့အချိန်မျိုးမှာဆိုရင်ရေမစာတော့သတိထားပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်။6စောအိပ်ပါဒီအချက်မှာထိကုန်ရမှာထင်တယ်။အိပ်တဲ့အချိန်မှာခန္ဓာကိုယ်ရဲ့စနစ်တွေအားလုံးညီမျှစေဖို့ပြုပြင်လှုပ်ဆောင်ကြရတာဖြစ်ပါတယ်။ကိုယ်ခံအားစနစ်ကိုပြုပြင်တာလည်းအပါအဝင်ပေါ့။ဒါကြောင့်ည7နာရီနောက်ဆုံးထားပြီးတော့ဖြစ်နိုင်ရင်10နာရီလောက်ထိစောပြီးတော့အိပ်ရဝင်ပါအနည်းဆုံးအိပ်ချိန်9နာရီကနေ10နာရီပြည့်အောင်အိပ်ပေးပါနံပါတ်9အချက်ကိုဆက်မပြောခင်အခုဗီဒီယိုလေးကိုရိုက်ကူးဖို့ကူညီပေးထားတဲ့ပါရာရှင်းအကြောင်းလေးကိုနည်းနည်းပြောပြပေးချင်ပါတယ်ပါရာရှင်း original ကတော့သူကပါရာစီတမော900 mg ပါဝင်တဲ့အဖျားကျဆေးအကိုက်ခဲပျောက်ဆေးဖြစ်ပါတယ်ပါရာရှင်း9ကကြတော့သူကဒီပါရာစီတမော900 mg အပါအဝင်အေးမိနှာစေးတာတွေကိုတက်တာစေတဲ့ဆေးတွေနဲ့ပေါင်းဆက်ထုတ်လုပ်ထားတာဖြစ်ပါတယ်နေမကောင်းဖြစ်ရင်မဖြစ်မနေအသုံးလိုတဲ့ဆေးတွေမို့လို့အိမ်တိုင်းဆောင်ထားတဲ့ဆေးဝါးတွေထဲမှာပါပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နံပါတ်9တကိုးရေးတန်ရှင်းရေးယောဂပိုးမွားတွေကိုယ့်စီကိုရောက်မလာစေဖို့တခုခုကင်ပြီးရင်လက်ဆေးတာအပြင်ကပြန်လာရင်ရေချိုးတာတို့တွေကိုလုပ်ရပါမယ်အထူးသဖြင့်ဒီဖုန်းကိုပေါ့နော်တွေးကြရနေရချထားတာမျိုးမလုပ်သင့်ပါဘူး။ဘာလို့လဲဆိုတော့ဒီဖုန်းကနေတဆင့်လေယောဂပိုးမွားတွေကကိုယ့်စီကိုကူးစက်နိုင်လို့ပဲဖြစ်ပါတယ်။ရှစ် exercise လေ့ကျင့်ခန်းလုပ်ပေးခြင်းအပြင်ကိုယ်ခံအားကောင်းစေတဲ့အပြင်ကောင်းတဲ့ဟော်မုန်းတွေကိုလည်းထွက်လာစေပါတယ်။ဒါကြောင့်တစ်နေ့ကိုနာရီဝက်တစ်ပတ်ကို9ရက်လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။ကိုကာကွယ်စေရာသီတုပ်ကွေးပိုးကြောင့်နေမကောင်းဖြစ်တာကိုကာကွယ်နိုင်ဖို့လူတိုင်းရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးထားသင့်ပါတယ်10ပိုးသက်ဆေးနောက်ဆုံးအနေနဲ့တော်တော်များများလုံးလိရှိတယ်ဒါနေမကောင်းဖြစ်ပြီဆိုတာနဲ့ပေါ့နော်အမောက်စလင်အဇီသရိုစတဲ့ဒီပိုးသက်ဆေးတွေကိုကိုယ်သဘောနဲ့ကိုမတောက်သင့်ပါဘူးနေမကောင်းဖြစ်တာအများစုက virus ပိုးတွေကြောင့်ဖြစ်တာမို့လို့ပိုးသက်ဆေးတွေကဒါထိရောက်မှာမဟုတ်ပါဘူးဒါ
ဒါအပြင်ကိုယ်သဘောနဲ့ကိုယ်ပေါ့နော်ဒီပရိဇီဝပိုးသက်ဆေးတွေကိုခဏခဏတောက်ရင် antibiotic resistance လို့ခေါ်တဲ့ပိုးသက်ဆေးရင်ပါခြင်းကိုပါဖြစ်စေနိုင်ပါတယ်ကဲဒါဆိုရင်အခုကစပြီးတော့နေမကောင်းခဏခဏဖြစ်မှာကိုစိတ်ညစ်မနေနဲ့တော့ဟုတ်ပြီလားအခုပြောခဲ့တဲ့အချက်10ချက်ကိုသေချာလေးပဲလိုက်နာကြည့်ပါကိုသိလိုမျိုးတခြားသူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကိုလည်း share ပေးလိုက်ကြအောင်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်နဲ့ပြန်တွေ့ပါမယ်